မင်္ဂလာပါကျွန်တော်ကတော့ Mr. ကောင်းမဲဖြစ်ပါတယ်ဒီနေ့လေးမှာတော့ကောင်းက IU International Hospital မိသားစုရဲ့မြန်မာနှစ်ကူအတာတကြံပွဲပျော်ရွှင်မှုအမတ်တရားပုံရိပ်လေးတွေကိုတင်ဆက်ပြသပေးသွားမှာဖြစ်ပါတယ်အာယုတကြံဈေးပွဲတော်လေးမှာအရသာရှိပြီးတန်ရှင်းလန်းဆက်တဲ့တကြံစာနဲ့အစားအသောက်ကောင်းလေးတွေရောင်းချဖို့အတွက်ဌာန live staff တွေစုပေါင်းပြီးတော့ပြင်ဆင်နေကြရပဲဖြစ်ပါတယ်Hai ba ming la ba, ko ta de ming la ba. ကျွန်တော်တို့ CS Division ရဲ့ယူရီးယားရွှေရင်အေးလေးကိုလည်းပေါင်ပစ္စည်းကောင်းတွေတုံးထားပြီးဈေးနှုန်းချိုသာစွာနဲ့ရောင်းနိုင်အောင်ဖန်တီးခဲ့ပါတယ်။အာယုအတာတကြံပွဲလေးရနေပြီးတော့အားလုံးကိုနှွေးထွေးစွာကြိုဆိုလိုက်ပါတယ်ခင်ဗျာ။အာယုဈေးပွဲတော်လေးမှာဘယ်လိုအစားအသောက်ကောင်းလေးတွေရနိုင်လဲဆိုတာကောင်းတဲ့အတူလိုက်လေကြည့်ရှုကြပါဦးခင်ဗျာLa ba. Bây giờ nhảy theo bây giờ mình nói là bây giờ mình. အာယုဈေးပွဲတော်လေးကဝယ်ယူအားပေးစားသုံးတဲ့ customer လေးနဲ့အသက်ဝင်လာပြီပဲဖြစ်ပါတယ်။ CS Refresh Station လေးကနေကြိုဆိုပါရခင်ဗျာ။ Đi đâu đi nào ra đi mẹ. Vô đi à, đi đi. À bây giờ vào. ကျွန်တော်တို့ရဲ့ယူရီးယားရွှေရင်အေးလေးကိုအားပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်လိုက်ပါတယ်ခင်ဗျာmà cho nó ông miên này nó ông miên à cái ngay đi mà không nhá ကောင်းလို့ဆိုင်လေးမှာဘယ်သူမှဆိုမြန်မာရှင်မတောင်တနခါစစ်စစ်လိမ့်နိုင်အောင်စီစဉ်ပေးထားခဲ့ပါတယ်အားပေးရတဲ့ကြောင့်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။ Happy birthday ကျေးဇူးတင်ပါတယ်။ CS team ကလည်းတခြား team တွေရဲ့အစားအသောက်တွေကိုဝယ်ယူအားပေးမြည်ဆန်းခဲ့ပါတယ်။ဌာနတိုင်းရဲ့အစားအသောက်တွေကစေတနာအပြည့်နဲ့ဖန်တီးထားတာမလို့တကယ်ရသာရှိပြီးစားလို့ကောင်းပါတယ်။ကောင်းတို့ထန်းကုလူလေးကိုလည်းမြည်ဆန်းစားကြည့်ခဲ့ပါသေးတယ်ကောင်းတို့အရသာရှိတာတွေမြည်ဆန်းစားတော့ရင်အရန်ကိုပြောနေခဲ့ကြပါတယ်ကိုခွန်းနဲ့ကိုဆိုရင်900ကျပ်ရှော့ပေးမှာဖြစ်ပါတယ်ခင်ဗျာမမမင်္ဂလာပါအခုတော့အားပေးတဲ့အတွက်ကြောင့်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာမြစ်တာရေပို့ထည့်ပေးမယ်နော်
ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာမရောက်သေးပါဘူးမဟုတ်ဘူးတခွတော့ဝါတာပါတီရေပါတီတကြံရေကစားချိန်လေးရောက်ပါပြီကျွန်တော်တို့အားလုံးတကြံရေကြောင့်အေးမြလန်းဆန်းပျော်မြူးခဲ့ကြပါတယ်Hey DJ, turn it up. Let's dance.အာယုအတာတကြံပွဲလေးကိုစီစဉ်ပေးတဲ့အတွက်ရောပါဝင်ဆွေးနွေးပေးကြတဲ့အတွက်ပါအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာတကြံရဲ့အေဂျင့်မှုလို့ပူပင်တော့ကကင်းဝေးတဲ့နေ့ရက်လေးတွေပိုင်ဆိုင်နိုင်ပါစေလို့ကောင်းကဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ